ဇကားအစမှာတော့ချမ်းသာတဲ့မိသားစုတစ်စုကိုတွေ့ရပါတယ်။သူတို့မှာအသက်9လပဲရှိသေးတဲ့ Baby Pink ဆိုတဲ့ကလေးလေးတစ်ယောက်ရှိပါတယ်။ Baby Pink ကသူ့ကိုစောင့်ရှောက်ပေးနေတဲ့ Caretaker နဲ့အတူရှိနေပြီး Caretaker က Babies တစ်ယောက်ဆိုတဲ့စာအုပ်တစ်အုပ်ကိုဖတ်ပြနေပါတယ်။ဒီစာအုပ်ထဲမှာတော့ကလေးလေးတစ်ယောက်ကသူ့ Caretaker နဲ့အတူမြို့အနှံ့လည်ပတ်ပြီးပျော်စရာ adventure တွေကြုံရတဲ့အကြောင်းမှာ Baby Pink ကလည်းဒီဇာတ်လမ်းကိုအရန်စိတ်ဝင်စားပြီးနားထောင်နေပါတယ်။တစ်ဖက်မှာတော့ Baby Pink ရဲ့မိဘတွေဖြစ်တဲ့ Bennington နဲ့ Lauren ကသတင်းစာဖတ်ရင်းစကားပြောနေကြပါတယ်။သူတို့ဟာ Baby Pink အတွက် photo shoot တစ်ခုလုပ်ဖို့စီစဉ်ထားပြီး photographer တွေကိုခေါ်ထားပါတယ်။သူတို့က Baby Pink ကိုလှလှပပဝတ်ဆင်ပေးပြီး photographer တွေကိုစောင့်နေကြပါတယ်။ဒါပေမဲ့ photographer အစ်စ်တွေရောက်မလာခင်မှာပဲလူ3ယောက်ကသူတို့ကိုလမ်းမှာတားပြီး photographer ဖြစ်ဟန်ဆောင်က Baby Pink ရဲ့အိမ်ကိုရောက်လာကြပါတယ်။တကယ်တော့ဒီလူ3ယောက်ဟာ kidnapper တွေပါ။သူတို့ရဲ့ရည်ရွယ်ချက်က Baby Pink ကိုပြန်ပေးဆွဲပြီးနောက်ပိုင်းမှာငွေတောင်းဖို့ဖြစ်ပါတယ်။သူတို့နာမည်က Eddie Norby နဲ့ Becca ဖြစ်ပါတယ်။အဲဒီက leader ဖြစ်ပြီးနည်းနည်းညံကောင်းပေမဲ့ကျန်တဲ့2ယောက်ကတော့တကယ်ကိုဦးကြောင်ဆန်းသူတွေပါ။သူတို့က photographer အစ်စ်လိုဟန်ဆောင်ပြီး Baby Pink ကိုစောင့်နေကြပါတယ်။ Baby Pink ရဲ့မိဘတွေကကလေးကို photo shoot အတွက်ခေါ်လာတဲ့အခါ photographer ဖြစ်ဟန်ဆောင်ထားတဲ့ kidnapper တွေကကလေးကကျွန်တော်တို့နဲ့အရင်ရင်းနှီးသွားဖို့ private time နည်းနည်းလိုတယ်ဒါမှဓာတ်ပုံကောင်းကောင်းရမှာလို့ပြောပါတယ်။ဒီစကားကိုယုံကြည်သွားတဲ့မိဘတွေကအခန်းထဲကထွက်သွားပြီး Baby ကိုသူတို့နဲ့တယောက်ထဲထားခဲ့ပါတယ်။ဒီအခွင့်အရေးကိုအသုံးချပြီး kidnapper တွေက Baby Pink ကိုတင်းပေါက်ကနေခိုးထွက်သွားကြပါတယ်။နောက်တစ်ခဏကြာမိဘတွေပြန်လာတဲ့အခါမှာတော့အခန်းထဲမှာဘယ်သူမှမရှိတော့ပါဘူး။ကြံခဲ့တာကစာတစ်စောင်ပဲ။စာထဲမှာရဲကိုမခေါ်နဲ့မဟုတ်ရင်မင်းတို့ကလေးကငါတို့လက်ထဲမှာပဲလို့ရေးထားပါတယ်။ဒါပေမဲ့ Baby Pink ကသူတို့ရဲ့တူးလေးတော်သားလေးဖြစ်ပြီးမိသားစုကလည်းအရန်ချမ်းသာတာကြောင့်သူတို့ဟာချက်ချင်းရဲကိုခေါ်လိုက်ကြပါတယ်။ဒီနေ့ recap ကိုသဘောကျရင် comment ထဲမှာမင်းအမြင်ကိုပြောခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာ movie recap တွေနဲ့ပြန်တွေ့မယ်နော်။